ကဲငရှောက်ဖို့လဲစားခြင်းနဲ့ဖုတ်ဆရာနေရလဲမရှိဘူးဆိုရင်တော့ကျမပြပြမဲ့နီလေးတိုင်းလိုက်လောက်ကြည့်ပါရှင်ကျမဒီနေ့သားမြောင်းကြောက်လေးဝယ်လာခဲ့ပါတယ်နှစ်မိတ်ကို90ပေးရပါတယ်အရင်ဆုံးငရှောက်တွေကိုရေဆေးပြီးတော့ပိုင်းထားလိုက်ပါတယ်ပြီးရင်တော့ဒဲဝလေးတွေကိုထည့်ပြီးတော့ပြုတ်လိုက်ပါတယ်ရေကိုကြတော့ငရှောက်နူးရုံလောက်ပဲထည့်ပါမယ်ရှင်ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့ငရှောက်လေးတွေနူးသွားတဲ့ထိတည်ထားပေးလိုက်ပါတယ်ရှင်ကဲပြုတ်ပေးလာလိုက်တာငရှောက်လေးတွေလည်းနူးသွားပြီဆိုရင်တော့ပကံလေးတွေကိုဆယ်ပြီးတော့အေးခံထားပါမယ်လက်နဲ့ကင်လို့ရတဲ့အနေထားလောက်ရောက်ပြီဆိုရင်တော့အနေတော်လေးမှွာထားလိုက်ပါမယ်ရှင်ဒီငရှောက်မှမဟုတ်ဘူးပေါ့နော်အသားပါတဲ့ငရှောက်ဆိုရင်ဘယ်ဟာဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်အခုလိုပြုတ်ပေးလိုက်တဲ့ခါကျတော့လေအယိုးလေးတွေပါလို့ရှင်လဲတခါလေးနှွင်လို့ရတာပေါ့နော်ကြည့်ပါအောင်အသားပေါ်ချက်ကတော့စားခြင်းစရာကြီးကဲအားလုံးမှွာပြီးပြီဆိုရင်တော့ဒဲဝလေးတွေကိုထည့်ပြီးတော့ကျမတို့လှော်ပါတော့မယ်ဆက်ဆက်ထည့်ခြင်းမှလေးရှင်းရှင်းအထက်အောက်လှန်စရာမလိုပါဘူးခဏလောက်ထားပြီးမှလှန်ပါနော်မဟုတ်ရင်အသားကြီးကြေမွားကုန်မှဆိုလို့ပါရှင်ဒဲဝကအရန်ပူလာပြီဆိုလို့ရှင်တော့မီးလေးဖြုတ်ပြီးတော့သူ့ပူချိန်လေးနဲ့ကင်းတယ်လို့လေးထားတာပေါ့နော်အရောင်လေးရဲပြီးကျွတ်လာပြီဆိုရင်တော့ရပါပြီကဲပြီးရင်တော့စီလေးဆမ်းပြီးသုံးဆောင်နိုင်ပါပြီရှင်ဒါက၄-၅ရက်လောက်လဲအထားခံတဲ့ခါကျတော့တော်တော်လေးလည်းအဆင်ပြေပါတယ်တတိထားမှာတော့လေလုံးဝဒူလို့မရပါဘူးတူရင်ခါပါတယ်နော်ကဲအားလုံးပဲတက်တာပါ